ကိုယ့်ရဲ့ဖုန်းထဲက Wi-Fi hotspot ကိုဘေးနားကမိတ်ဆွေတငယ်ချင်းတွေကိုဖွင့်ပေးတော့မယ်ဆိုရင်တိထားတဲ့အရေးကြီး setting ၃ခုအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ခုဖုန်းထဲကဒီ Wi-Fi hotspot လေးတစ်ချက်နှိပ်ပြီးတော့ဝင်သွားလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဒီထဲမှာအခုလိုပုံစံလေးပေါ်လာမှာဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ဒီအပေါ်ဆုံးသားလေးက data limit ဆိုတဲ့နေရာမှာတစ်ချက်နေပြီးတော့ဝင်လိုက်မယ်ဒီမှာ unlimited ဆိုပြီးတော့အခုလို magic လေးနဲ့ပြထားတယ်ဗောနော်ဒါဆိုရှင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းထဲက Wi-Fi hotspot ကိုဘေးနားကမိတ်ဆွေတငယ်ချင်းတွေကိုဖွင့်ပေးတဲ့အခါမှာ data တွေကိုအကန့်အသတ်မရှိအနေနဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ဖုန်းထဲက mobile data hotspot တွေကိုဘေးနားကမိတ်ဆွေတငယ်ချင်းတွေကိုအကန့်အသတ်ထားပြီးတော့ဖွင့်ပေးချင်နေဆိုလို့ရှိရင်တော့ဒီအောက်နားလေးကကိုကြိုက်တဲ့ MB နေရာမှာထားပြီးတော့လွှင့်ပေးလို့ရတယ်ဗောနော်50 MB လားဒါမှမဟုတ်100 MB လားဗောနော်200 MB လားထားလိုက်ပါကျွန်တော်900 MB ဗောနော် MB ပဲကျွန်တော် setting ချိန်ပြီးတော့ထားလိုက်ပါမယ်ပြီးလို့ရှိရင်တော့နောက်ထပ်ဒုတိယ setting တစ်ခုကတော့အောက်နားလေးက number of connection ဗောနော် number of connection မှာဆိုလို့ရှိရင်တော့ကိုဖွင့်ပေးလိုက်တဲ့ Wi-Fi hotspot ကိုဘယ်နှစ်ယောက်အထိအသုံးပြုလို့ရမလဲဗောနော်ကန်တက်ထားလို့ရတယ်ဥပမာတယောက်ထိလားဒါမှမဟုတ်2ယောက်လား3ယောက်လား4ယောက်လား5ယောက်လားဒီမှာကိုစိတ်ကြိုက်တတ်မှတ်ထားလို့ရတယ်ဗောနော်ကျွန်တော်ကတော့9ယောက်ထိပဲကျွန်တော်ဖွင့်ထားပေးလိုက်မယ်ကဲနောက်ဆုံးအနေနဲ့ကတော့ဒီအောက်နားလေးက turn off hotspot automatic ဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက်မယ် Wi-Fi ကိုအသုံးပြုတဲ့သူတွေကမသုံးဘဲနဲ့ပိတ်လိုက်တဲ့နောက်ပိုင်းမှာ Wi-Fi hotspot ကိုမိနစ်ဘလောက်မှာ auto ပိတ်သွားပါစသည်ဖြစ်ဒီနေရာမှာကျွန်တော်တို့ setting ချိန်ထားလို့ရတယ်ဗောနော်ဥပမာကျွန်တော်တငယ်ချင်းကကျွန်တော် Wi-Fi ကိုသုံးလိုက်တယ်သူကအသုံးပေးနဲ့ပိတ်လိုက်တယ်သူပိတ်ပြီးတော့9မိနစ်လားဒါမှမဟုတ်10မိနစ်လားစသည်ဖြစ် Wi-Fi hotspot ကို auto ပိတ်ဒီနေရာမှာ setting ချိန်ထားလို့ရတယ်ကျွန်တော်ကတော့9မိနစ်ထိပဲထားလိုက်မယ် Okay ကျွန်တော်အနေနဲ့ဒီ setting တွေကိုတည်ထားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တငယ်ချင်းတွေကို Wi-Fi hotspot တွေဖွင့်ပေးတော့မယ်ဆိုလို့ရှိရင်တော့ဒီထဲမှာနှိပ်ပြီးတော့မှကျွန်တော်တို့ Wi-Fi hotspot ကိုဖွင့်ပေးလိုက်လို့ရပြီပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ပြောလင်းပါတယ်အားလုံးပဲဆင်ပြေပါစေခင်ဗျာ